န်းလေးရဒီမြောက်ပြုံးပွဲတော်ဒီလားဒီတော့တိမှာ ကဘာဗျာဘယ်လိုကြောက်ပါတော့မလင်းတော့တောင်ပြုံးလို့ခေါ်ရတယ်ဘယ်နဲ့မြောက်ပြုံးကမှာတော့ငါကိုင်တော့မှာပဲမမဦးခေါင်းမမဦးရေကလေးကမသိချက်လို့ပါအောင်စမှုလည်းမသိချက်လို့နော် မြောက်ဘက်ကလာတာမင်းတို့ကမြေကြီးနာဘက်ကလာ ဩကြည့်တော့အေးပါအေးပါ အဲ့ဒါကြောင့်မို့ဒီတောင်မြုံဆိုတော့ဒီတောင်မြုံပွဲကဟိုဆက်ဖြင်းပြင်းနဲ့တဖြင်းပြင်းဆိုတာရှိရဆိုဟုတ်ဘူးလား ရွှေပြင်းကြီးရွှေပြင်းငါရွှေပြင်းကြီးရွှေပြင်းလေအဲ့လိုခေါ်ရတယ်ဟုတ်တယ်မဘာစပြင်းပြင်းရမှာဟုတ်တယ်မစပြင်းပြင်းမို့အဲ့လိုအဲ့ဒါဟုတ်တယ် အဲ့တမိုင်းကြောင့်ကိုသိကျင်တာဘုဟုတပြောလိုက်ကြရှေ့မီနောက်မီလေကလထိုင်ကြီးလေသူ ငါတို့ကရှေ့မရှောက်နောက်နင်းမျိုးပဲကြားဘူးနေ့ကမကလထိုင်နေငါ အဲ့လိုမေးကြည့်ခြင်းလို့ဘုဟုတ အေးမသိတာမေးမစင်တာစေးမသိတာမေးပါရပါတယ် ဟုတ်မေးခြင်းလို့အဲ့ရွှေပြင်းကြီးရွှေပြင်းငယ်နော် ဟုတ်တယ်တောင်မြုံကြီးတောင်မြုံလေးလို့ခေါ်တယ်ရွှေပြင်းကြီးရွှေပြင်းငယ်လို့ခေါ်တာပဲနော် ဟိုသူတို့မေတော်ကဟိုပုတ်ပွားနေတဲ့မေတော်သူ နင်တော့ကိနော်နင်တော့ကိနော်ပေါ့ပါမယ်တော့ပန်းစားဘလူအေးဟုတ်တယ်ပေါ့မ နေနာမည်ကဗါတဲ့ဟိုဝနာကျော်ထင် ဦးစိတ်အောင်မေးဟဲ့ဦးစိတ်အောင်မေးဟဲ့ မင်းသားလေ ဟုတ်တယ်မပြောလိုက်ချင်မငါဟုတ်တယ်မငါ ဟုတ်ဘူးလား မဲဝင်နာလို့ခေါ်တယ်ဝင်နာတော်ချင်းတော့မဟုတ်ဘူးမဲဝင်နာတဲ့ဝင်နာဆိုတာပန်းလေးလို့အစင်းလာတယ်ပေါ့နော် သူတို့ဖေကပြုတ်တော့ဆို မနဲ့ဇွတ်တော့မှာတော့ရက်တာပန်းလို့စင်မောင်ဖြစ်တယ်နေ